ဇက်လန်ကိုဂျွန်လို့ခေါ်တဲ့အဖိုးအိုတစ်ယောက်နဲ့စတင်ထားတာပါ။ကန်ဆိုးချင်တော့သူဟာအဆုတ်ကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတာဖြစ်ပြီးဆရာဝန်တွေကလည်းအသက်ရှင်ဖို့လအနေငယ်တာလိုတော့တယ်လို့ပြောတဲ့အခါသူဟာတကယ်ပဲကိုစိတ်ပြတ်အားငယ်နေခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ဟာအသက်ဆက်ရှင်ဖို့အတွက်ဘယ်တော့မှအရှုံးမပေးခြင်းခဲ့ပါဘူး။နောက်တစ်ခါမှတော့ဂျွန်ဟာနောက်ဆုံးအဆင့်ကင်ဆာရောဂါတွေစုဝေးရာစပုဂရုကိုရောက်ရှိလာပြီးခန်းစားချက်ချင်းပလဲစိတ်ဖိစီးမှုတွေလျှော့ကျနေခဲ့ကြပါတယ်။ဒီလိုနဲ့အစည်းအဝေးစကားပြောပြီးလို့ဂျွန်တယောက်တည်းတန့်စင်ခန်းမှာလက်ဆင်းနေတော့မမျိုးနဲ့ပဲမြင်ကွင်းတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒါကတော့တူနာပြုတ်ကောင်လေးတယောက်ဟာတေလူမြုံပါဖြစ်နေတဲ့လူနာရဲ့ပစ္စည်းတွေကိုခိုးယူဖို့ကြံစီနေခဲ့တာပါ။ဒီမြင်ကွင်းကိုတွေ့တော့ဂျွန်ရဲ့ခေါင်းထဲမှာဂျိမ်းဆော့ရဲ့စိတ်ဓာတ်တွေကနှိုးကြလာပြီးဒီလိုမကောင်းတဲ့တူနာပြုတ်ကိုအပြစ်ပေးဖို့အတွက်ထောင်ချောက်တစ်ခုစဉ်းစားလိုက်ပါတယ်။တူနာပြုတ်ကောင်လေးရဲ့မျက်လုံးတွေကိုပိုက်ချောင်းတွေနဲ့တွေ့ထားပြီးလက်တစ်ဖက်မှာလည်းတန်ချောင်းတွေနဲ့ချိတ်ဆက်ကဂိမ်းကစားခိုင်းမှုပါ။ဂျွန်ကမင်းကုန်းနေမင်းမယ်တူနာပြုတ်ကမင်းကုန်း၅ခုတည်းက၃ခုမားခဲ့ရင်တစ်ခုအပြင်မားတိုင်းမှာလက်တစ်ချောင်းချင်းစီချိုးပစ်မဲ့အပြင်နောက်ဆုံးမှာမျက်လုံးကိုပါဆုပ်ထုတ်ပြီးအပြစ်ပေးဖို့ဂျွန်တယောက်တည်းစိတ်ကူးထဲမှာတွေးတောနေရတာပါဒါပေမဲ့ကံကောင်းစွာနဲ့ပဲဒီလူနာပြုတ်ကောင်လေးဟာဂျွန်ကိုတွေ့သွားပြီးပစ္စည်းတွေကိုထားကအပြင်သွားဖို့လုပ်ပါတယ်ဂျွန်ကလည်းဒါဟာမင်းအတွက်ကောင်းတဲ့ရွေးချယ်မှုပဲလို့ပြောပြီးထွက်ခွာခွင့်ပေးလိုက်ပါတယ်တနေ့မှာတော့ဂျွန်ဟာဆိုင်တစ်ဆိုင်မှာထိုင်ပြီးသူ့ယောဂအတွက်အသွေးများနေတဲ့အချိန်မှာလမ်းမှာသူ့ရဲ့ကင်ဆာအဖွဲ့ဝင်ဟောင်းဟင်နရီနဲ့မမျှော်လင့်ပဲဆုံခဲ့ပါတယ်။ထူးခြားတာကဟင်နရီဟာကင်ဆာရောဂါလုံးဝပျောက်ကင်းသွားတဲ့ပုံစံဖြစ်နေတာပါ။ဟင်နရီကမက္ကဆီကိုမှာရှိတဲ့အလွန်လျှို့ဝှက်ဆန်းပြတဲ့ project အကြောင်းကိုပြောပြလာပါတယ်။စီကန်းတွေကိုကျော်လွန်ပြီးကင်ဆာကိုအမြင့်ပြတ်ကုသပေးတဲ့ဒေါက်တာစီလီယာနဲ့အဆက်အသွယ်လုပ်ဖို့ website ပါပေးခဲ့ပါတယ်။ဂျွန်လည်းပဲမျောလင့်ချက်ယုံကြည်တမ်းလာပြီးဖုန်းဆက်မေးမြန်းရမှာတော့အဲ့ဒီ project ကိုတကယ်လုပ်ချင်ရင်မက္ကဆီကိုထိတွားရမယ်ဆိုတာသိလိုက်ရပါတယ်။အသက်ရှင်ချင်တဲ့ဂျွန်တယောက်ဟာစိတ်အားထက်သန်စွာနဲ့မက္ကဆီကိုကိုအဲ့ဒီမှာဒေါက်တာစီနီယာသူမရဲ့လက်ထောက်ဂါဘရီယဲလာခွဲစိတ်ဆရာဝန်ဒေါက်တာမတ်တေဟိုနဲ့ကာမောသမားဒီယေဂိုတို့ကဂျွန်ကိုနှွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ဂျွန်ဟာတခုခုမားရွေးနေတယ်လို့ခံစားရပေမဲ့အသက်ရှင်ချင်စွာနဲ့ခွဲစိတ်ဖို့ကိုသာလက်ခံခဲ့ပါတယ်။ခွဲစိတ်မှုကိုလျှို့ဝှက်စွာနဲ့လှုပ်ဆောင်နေတာကြောင့်ဂျွန်ဟာမိစေးရဲ့ရှင်နဲ့ဘာမှမသိပဲအိပ်ပျော်သွားခဲ့ပါတယ်။ပြန်နိုးလာတဲ့အခါစီစီလီယာဟာသူ့ရဲ့ကင်ဆာကျိတ်ကိုအောင်မြင်စွာဖျက်ထုတ်လိုက်ပြီလို့ပြောခဲ့ပါတယ်။ယောဂနေကောင်းသွားပြီအမှန်နဲ့ဂျွန်တယောက်ဟာအရန်ကိုပျော်ရွှင်ပြီးစီစီလီယာတို့ရဲ့အဖွဲ့ကိုကျေးဇူးတင်စကားပြောဖို့နဲ့လက်ဆောင်တွေကိုပေးဖို့စေခန်းစီအမတ်မထင်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာစေခန်းတစ်ခုလုံးဟာလူတူကင်းမဲ့ပြီးအကုန်လုံးလိန်ညာထွက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်။ဂျွန်ဟာတန်တရားဝင်ပြီးခေါင်းထဲမှာပတ်သေးကိုဖြည့်ကြည့်လိုက်တဲ့အခါဘာခွဲစိတ်မှုမှမပြုတ်လောက်ထားပဲလိန်ညာပြီးပတ်စာအမြောက်များလိန်သွားမှန်းတိလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာဂျွန်ရဲ့မျက်လုံးတွေထဲမှာဒေါသတွေပြည့်ရှံသွားပြီးဂျင်းဆော့အဖြစ်ပြန်လည်နှိုးထလာပါတော့တယ်။ဂျွန်ဟာသူ့ရဲ့တစ္ဆာရှိတဲ့ဘဲဖြစ်သူအမန်ဒါကိုချက်ချင်းခေါ်ပြီးဒီလိန်လေကုသရဲ့အဖွဲ့ဝင်၄ယောက်ဖြစ်တဲ့စီစီယဲလာဂါဘရီယဲလာမတ်တေဒီကိုတို့ကိုတယောက်မကြံပြန်ပေးဆဲဖို့အတွက်အစီအစဉ်ကိုစတင်ပါတော့တယ်။ပထမဆုံးထောင်ချောက်ကတော့ကာမောင်သမားဒီကိုပဲဖြစ်ပါတယ်။သူ့ရဲ့လက်နှစ်ဖက်မှာဘုံတွေတက်ဆင်ထားတဲ့ထောင်ချောက်ထဲထည့်ပြီးဂျွန်ကဂိမ်းစတင်ကြောင်းပြောပါတယ်။လူမြောက်ဖို့အတွက်သူ့အသားထဲမှာချုပ်ပြီးဝတ်ထားတဲ့တော့တွေကိုတတ်မှတ်ချိန်အတွင်းကက်ကြီးနဲ့ညက်ပြီးကိုယ်တိုင်ထုတ်ရမှာပါ။ဂျွန်ကလက်ထဲကဘုံနှလုံးကိုကင်ဆာလို့တဘောထားပြီးမင်းကိုမင်းခွဲထုတ်မလားဒါမှမဟုတ်အသေးခံမလားဆိုပြီးရွေးချယ်ခိုင်းခဲ့တာပါ။ဒီယေကိုဟာကြောက်လန့်တကြားနဲ့နာကျင်မှုကိုအန်တုပြီးတော့တွေကိုညှက်ထုတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဘုံတွေကိုအချိန်မီဖယ်ထုတ်နိုင်ခဲ့လို့အသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျွန်နဲ့အမန်ဒါဟာဂါဘရီယဲလာစီစီယဲလာနဲ့မသေးအိုတို့ကိုပြန်ပေးဆွဲပြီးစိတ်ရုံအဟောင်းကြီးတစ်ခုမှာဖန်စီပိတ်လောင်ထားလိုက်ပါပြီ။စိတ်ရုံတွေကပထမဆုံးဂိမ်းအလဲကတော့တူနာပြုတ်ဟန်ဆောင်ခဲ့တဲ့အမျိုးသမီးဗလက်တင်ဂါရဲ့လဲဖြစ်ပါလေ
သူမရဲ့ထောင်ချောက်ကတော့3 မိနစ်အတွင်းကြီးမားတဲ့လော့ဂျိုးတွေနဲ့သူမရဲ့ခြေထောက်တစ်ဖက်ကိုကိုယ်တိုင်ဖြတ်တောက်ပြီးခြေထောက်ထဲကရိုးတွင်းချင်းစီကိုစုပ်ထုတ်တဲ့သူမဟာသူမရဲ့ခြေထောက်ကိုမဖြတ်နိုင်ခဲ့ရင်တော့သူမရဲ့လေပင်ကိုဖြတ်တောက်သွားတဲ့ဆက်ကြီးပေါ်မှာထိုင်နေခဲ့တာပါသူမဟာအသက်ရှင်ချင်စွာနဲ့တက်တိမွေးပြီးခြေထောက်ကိုဖြတ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအချိန်လွန်သွားပြီးသူမရဲ့ခေါင်းကိုလွတ်ချလိုက်တဲ့ဆက်ကြောင့်ခေါင်းပြက်ပြီးအသက်ပေးလိုက်ရပါတယ်။ကျန်တဲ့သူတွေကလည်းဒီတွေးပြက်စရာမြင်ကွင်းကြောင့်အရန်ကိုကြောက်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်မစီစီလီယာကတော့တွေးဤလွန်လာပါတယ်။သူမဟာဗလက်တီနာရဲ့အလောင်းကိုကြည့်ပြီးအကြံတစ်ခုရကအလောင်းရဲ့ဘိုက်ကိုခွဲပြီးဥတွေကိုထုတ်သူမလည်းပင်ကတန်ကြောတွေကိုဖျက်ဖို့အတွက်ပစ္စည်းတွန်းနေကြီးကိုဥတွေနဲ့လမ်းဆွဲဖို့ကြိုးစားခဲ့ပါတယ်။ပစ္စည်းလဲကိုရခါလို့နေပါမှာပဲအမန်ဒါဟာရောက်ရှိလာတာကြောင့်စီစီလီယာရဲ့အကြံပျက်စီးသွားခဲ့ပါတယ်။ဂျွန်ရဲ့ကင်ဆာဝေဒနာကိုတကယ်ကုသပေးနိုင်မှာပါလို့ပြောရင်းတောင်းပန်ခဲ့ပေမဲ့ဘာမှအရာမထင်တော့ပါဘူး။ဒီလိုနဲ့နောက်တစ်ခါမှာတော့စိတ်ယုံပြင်ဘက်ကနေလူတယောက်ကတကားကိုထုရိုက်ပြီးအတင်းဖွင့်ခိုင်းနေပါတော့တယ်။အဲ့ဒီလူကတော့ဘာကာစီယာဖြစ်ပါတယ်။ပါကာစိတ်ယုံတဲ့ကိုတနက်တလက်နဲ့ရုတ်တရက်ရောက်ရှိလာပြီးဆရာဝန်မကြီးစီစီလီယာကိုဒေါရတကြီးရှာဖွေရင်ငါ့ကိုကင်ဆာရောဂါပျောက်တယ်ဆိုပြီးလိန်လေထားတဲ့ငါပတ်စံတွေကိုပြန်ပေးဆိုပြီးတနက်နဲ့ချင်းချောက်ကအော်ဟစ်ဝင်လာပါတယ်။အဲ့ဒီအချိန်မှာဂျွန်နဲ့အမန်ဒါတို့ကသူ့ကိုထိမ့်သိမ့်လိုက်ပြီးစီစီလီယာကိုဂလဲ့စားချေဖို့ဒိုတို့နဲ့ပူပေါင်းခိုင်းရာပါကာကလည်းသဘောတူခဲ့ပါတယ်။ဂျွန်ဟာနောက်တစ်ယောက်ဖြစ်တဲ့မတဲအိုအတွက်ဂိမ်းပြင်ဆင်ဖို့အမန်ဒါကိုအမိန့်ပေးခဲ့ပါတယ်။မတဲအိုကိုကလထိုင်တစ်ခုမှာကလတက်ကျိုးတွေနဲ့တိတိကျကျချီနှောင်ထားပြီးခေါင်းကိုလှုပ်ရှားလို့မရအောင်တန်ကွေးနဲ့ညှက်ထားပါတယ်။သူ့ရဲ့ခေါင်းတက်တဲ့အရှိမှာတော့မျက်နှာဖုံးတစ်ခုရှိနေပြီးအဲ့ဒီမျက်နှာဖုံးအတွင်းမြေရဲတောက်လောင်နေတဲ့လက်စစ်အပူပေးကွိုင်တွေတက်ဆင်ထားပါတယ်။3 မိနစ်အချိန်ပြည့်သွားတဲ့အခါမှာတော့အဲ့ဒီအပူပေးမျက်နှာဖုံးဟာမတဲအိုရဲ့မျက်နှာပေါ်မှာပိတ်ကျလာမှာဖြစ်ပြီးမျက်နှာကိုအရေးပျော်ဖြစ်အောင်ဖိကပ်ပြင်းမဲ့ဆက်ဖြစ်ပါတယ်။မတဲအိုဟာကြောက်လန့်တရားနဲ့ဂိမ်းကိုစတင်လိုက်ပါတယ်။သူဟာအသက်ရှင်ဖို့အတွက်အော်ဟစ်ငိုကြွေးပြီးသူ့ရဲ့ဥကောင်းကုံကိုလွှတ်နဲ့ကိုယ်တိုင်ဖြတ်ကာအုံနောက်အစိတ်အပိုင်းကိုထုတ်ယူဖို့ကြိုးစားခဲ့ပါတယ်။သူဟာအုံနောက်တစ်ရှူကိုဖန်ခွက်ထဲထည့်လိုက်ပြီးဓာတုရည်တွေကလည်းစတင်ခြေဖြတ်ခဲ့ပေမဲ့အကန့်ပိုင်းလောက်လုံနေတဲ့အချိန်မှာပဲ3 မိနစ်အချိန်ပြည့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အပူပေးမျက်နှာဖုံးကြီးကျလာပြီးမတ်တဲအိုဟာလည်းစက္ကန့်ပိုင်းအလုံးနဲ့အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးအမန်ဒါကဂျွန်ပြန်ကောင်းလာဖို့အတွက်စီစီလီယာရဲ့အဖေနဲ့ဆက်သွယ်ဖို့ပြောပြီးမြဲဂျွန်ကတော့သူဟာတီတော့မဲ့လူဖြစ်တာကြောင့်အမန်တရားကိုလက်ခံမှုပဲအမန်ဒါကိုပြောပြခဲ့ပါတယ်။သူမရှိရင်လည်းဒီအလုပ်တွေကိုဆက်လုပ်ဖို့မှာကြရင်းနဲ့သူတို့နှစ်ယောက်ဟာငိုကြွေးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပါကားကလည်းဂျွန်ရဲ့စီယုံမှုကိုလက်ခံပြီးတဖွေလည်းဖြစ်ဖို့သဘောတူလိုက်တာကြောင့်ဂျွန်ဟာသူ့ကိုချုံနှောင်လာတဲ့ဂျိုးတွေကိုဖြေပေးဖို့အတွက်အမန်ဒါကိုပြောခဲ့ပါတယ်။နောက်ထပ်ဂိမ်းကတော့ဂါဘရီယလာဖြစ်ပြီးသူမကိုကွင်းကျိုးတွေနဲ့ချီနှောင်ပြီးစိတ်ယုံမျက်နှာကျမှာမြင့်ကြီးတွဲလောင်းဆွဲထားပါတယ်။သူမရဲ့အရှိတက်တဲမှာတော့အလွန်အပူချိန်ပြင်းထန်တဲ့စက်မှုလုပ်ငန်းသုံးဓာတ်ရောင်ကြီးပေးတဲ့စက်ကြီးဖြစ်ပါတယ်။မိနစ်အချိန်စတင်တာနဲ့စက်ကနေပြင်းထန်တဲ့ဓာတ်ရောင်ချီနဲ့အပူလိုင်းတွေကထွက်လာမှာဖြစ်ပြီးဂါဘရီယလာရဲ့အရေးပြားကိုလောင်ကျွမ်းစေမှာဖြစ်ပါတယ်။အချိန်မီမလွတ်ရင်ဓာတ်ရောင်ချီတင့်မီတေမှာဖြစ်ပြီးသူမလွတ်မြောက်ဖို့ဘေးမှာတော့မရှိပါဘူး။တခုတည်းတော့လမ်းကတော့ဘေးမှာပေးထားတဲ့တူကိုတုံးပြီးသူမရဲ့လက်ဖြံရုံနဲ့ခြေချင်းဝတ်တွေကိုကိုယ်တိုင်ရိုက်ချူရမှာဖြစ်ပါတယ်။အယိုးတွေကြေမွတာအောင်ရိုက်ချူပြီးမှသာလက်ရောင်ချီဆက်အရှိကနေအောက်ကိုပြုတ်ကျမှသာလွတ်မြောက်နိုင်မှာပါ။ဂါဘရီယလာဟာတက်ရောင်ချီဆက်ကြောင်းအရေးပြားတွေလောင်ကျွမ်းနာကျင်နေတဲ့ကြားတွေကတူကိုယူပြီးသူမရဲ့လက်ရိုးခြေရိုးတွေကိုကိုယ်တိုင်ပြင်းပြင်းထန်ထန်ရိုက်ချိုးခဲ့ပါတယ်။သူမဟာတကယ်ကိုတတိရှိရှိရုန်းကန်ခဲ့လို့အချိန်မပြည့်ခင်လေးမှာပဲအောင်မြင်စွာရုန်းထွက်ပြီးအောက်ကိုပြုတ်ကျကလွတ်မြောက်နိုင်ခဲ့ပါတယ်။ဂါဘရီယလာဟာဂိမ်းနိုင်တော့တင်းယုံရှိမှတွားချဖို့အတွက်ဂျွန်ကအမန်ဒါကိုအမိန့်ပေးခဲ့ပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့အလဲ့အပြောင်ဖြစ်သွားပါတော့တယ်။ပါကားဟာတနက်ကိုထုတ်ယူလိုက်ပြီးသူ့ရဲ့တရုပ်အမှန်ကိုပြကဂျွန်ကိုတစ္ဆာဖောက်လိုက်ပါတော့တယ်။တကယ်တော့ပါကားဟာကင်ဆာလူနာလည်းမဟုတ်တလို့ပတ်စံပြန်တောင်းဖို့ရောက်ရှိလာတာလည်းမဟုတ်ပါဘူး။သူဟာစီစီလီယာရဲ့ရည်စားဖြစ်ပြီးစီစီလီယာကဖုန်းအချက်ပြလိုက်လို့ကယ်ဖို့အတွက်ရောက်ရှိလာတာပါ။သူဝင်လာတော့ကတနက်နဲ့ချိန်ပြီးတရုပ်ဆောင်ခဲ့လို့အမန်ဒါတို့ကယုံကြည်သွားခဲ့ကြတာဖြစ်ပါတယ်။ပါကားကဂျွန်နဲ့အမန်ဒါကိုတင်းနဲ့ထောက်ပြီးစီစီလီယာကိုတန်ကြိုးတွေကနေပေးဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။လွတ်မြောက်သွားတဲ့စီစီလီယာဟာချက်ချင်းပဲသူမရဲ့ရက်စက်ရုပ်မာမှုကိုပြသပါတော့ဂိမ်းကနေအနိုင်ရရှိပြီးဒဏ်ရာတွေနဲ့လင်းနေတဲ့ကောင်မလေးဂါဘရီယဲလာကိုဒေဗင်ယိုးကိုနင်းကပစ်လိုက်ပါတယ်။ပြီးတော့ဂျွန်သိမ်းထားတဲ့ဒေါ်လာတွေအားလုံးကိုလုံခြုံရေးတပ်သားစီကနေအပေါ်ထက်စိတ်ယုံခန်းထဲမှာတွားရှာပြီးပတ်စံတွေကိုလူယူပါတယ်။ဆိုရတာကစီစီလီယာကဂျွန်ခရင်မာနဲ့ဂျွန်နဲ့လမ်းမှာတွေ့လို့ခေါ်လာခဲ့တဲ့ကောင်လေးဒီယေကိုလို့ခေါ်တဲ့ကောင်လေးကိုပါအခန်းထဲကနေဆွဲခေါ်လာပြီးဂျွန်နဲ့အတူညင်ပတ်နှိမ့်ဆက်ဖို့အတွက်လှုပ်တာပါစီစီလီယာနဲ့ပါကာတို့ဟာဂျွန်နဲ့ကလေးကိုရေပင်နေအတိုင်းတိမ်မောက်လို့ရတဲ့အထူးခုန်ကြီးအပေါ်မှာတွေးပြီးချီနှောင်လိုက်ပါတယ်အဲ့ဒီထောင်ချောက်ကခုံကိုတိမ်မောက်လိုက်တာနဲ့အပေါ်ကနေဓာတုတွေးပစ်တွေမျက်နှာပေါ်ဓာတ်ရိုက်စီးကြလာပြီးအသက်ရှူချက်ကတေစင်စက်ကြီးဖြစ်ပါတယ်ဂျွန်ကကလေးကိုမထိခိုက်စေချင်လို့သူ့ဘက်ကတွေးစီးဆင်းမှုကိုပဲအဓိကခံယူပြီးအသက်ရှူချက်တဲ့တန်းကိုအသေးအတန်အောင့်အီတီးခံနေခဲ့ပါတယ်။စီစီလီယာနဲ့ပါကာတို့ကတော့ဒါကိုအပေါ်ထပ်ကနေကြည့်ပြီးရေမောပျော်ပါနေခဲ့ကြတာပါ။ဒါပေမဲ့ဒါတွေအားလုံးဟာဂျွန်ကျိုတင်စီစဉ်ထားတဲ့စက်ညုံတွေပဲတို့တသက်ဝင်တိုးလာအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ဂျွန်ဟာပါကာနဲ့စီစီလီယာတို့လူဝက်ပတ်တက်နေတာကိုအစကတည်းကသိပြီးသားဖြစ်ပြီးပါကာဟာနက်နက်ကင်ပြီးရောက်ရှိလာမယ်ဆိုတာကိုလည်းကြိုပြီးတွက်ဆထားခဲ့တာပါစီစီလီယာနဲ့ပါကာတို့အပေါ်ထက်ရုံခန်းထဲမှာပတ်စံအိတ်တက်တာကြီးကိုဖွင့်ပြီးဆန်တွေကိုထုတ်ယူလိုက်တဲ့စက္ကန့်ပိုင်းမှာပဲတကယ်ထောင်ချောက်အစ်စ်ကစတင်အလုပ်လုပ်ပါတော့တယ်သူတို့ပတ်စံတက်တာကိုမှတ်လိုက်တာနဲ့တကားတွေဟာအလိုလျောက်တန်ကလတ်တွေချက်ပြီးသားဖြစ်သွားပါတယ်တစ်ချိန်တည်းမှာပဲအောက်ထက်ကဂျွန်နဲ့ကလေးကိုနှိပ်စက်နေတဲ့သွေးဆုပ်ဆက်ကြီးကလည်းချက်ချင်းရက်တန့်သွားခဲ့တာပါသူတို့ပိတ်မိနေတဲ့အခန်းလေးကိုအရေးပြားကိုလောင်ကျွမ်းစေပြီးအသက်ရှူလိုက်ကြောင်းကိုပစ်စီးသွားစေတဲ့အစိတ်ငွေတွေတဖြည်းဖြည်းလွတ်လိုက်ပါတယ်အသက်ရှင်ဖို့စီကံချက်ကတော့အခန်းနိုင်ရမှာအပေါက်တေးသေးလေးတစ်ပေါက်ပဲရှိပြီးအဲ့ဒီအပေါက်ကနေခေါင်းပြိုးပြီးအပြင်ကလေကိုရှူမှတာအသက်ရှင်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အပေါက်ကတယောက်စာပဲဆန့်တာပါရလက်အနေနဲ့ကတော့အသက်ရှင်ခြင်းနဲ့စီစီလီယာနဲ့ပါကာတို့ဟာအခန်းထဲမှာတယောက်နဲ့တယောက်တက်ဖြတ်ဖို့ကြိုးစားကြပါတော့တယ်နောက်ဆုံးမှာတော့စီစီလီယာကပို့ပြီးရက်ဆက်စွာနဲ့သူမရဲ့ရည်စားပါကားကိုဓာတ်နဲ့ထိုးတက်လိုက်ပြီးခေါင်းပြူကအသက်ရှင်သွားခဲ့ပါတယ်ဂျွန်နဲ့အမန်ဒါလေးကလေးတို့အောင်နိုင်သူတွေဖြစ်ထွက်သွားကြပါတော့တယ်